ဒီနေ့တော့ကျွန်တော်မိန်းမအကြောင်းကပြန်လာရင်စားဖို့အတွက်ဝက်သုံးတဲ့သားလေးကိုကချင်စတိုင်းဆက်ဆက်လေးနဲ့အလွယ်ကြော်ပါမယ်ဝက်ကချင်လုပ်ဖို့အတွက်တော့ကြက်သွန်နီကြက်သွန်ဖြူခန်းကျင်သီးနဲ့ချင်းတော်ကားသီးကြောက်လေးနဲ့ငရုတ်သီးစိမ့်နဲ့ပင်သိန်းချမ်းနံနံလေးတွေလိုအပ်ပါတယ်ကျွန်တော်ကတော့ကချင်ချက်ကိုဝက်သားနဲ့လုပ်မှာဖြစ်တဲ့အတွက်ဝက်သုံးတဲ့သားလေးတွေကိုပပလေးတွေအရင်လှီထားလိုက်ပါတယ်သားလေးလိပြီးသွားပြီဆိုရင်တော့ချင်းစော်ကားသီးကြောက်လေးကိုစလုံးအသေးထဲမှာရေစိမ်ထားလိုက်ပါမယ်ပြီးရင်တော့ခရမ်းကျင်သီးလေးတွေကိုချက်တဲ့ချိန်မှာမြန်မြန်ကြက်အောင်လို့အတုံးအသေးလေးတွေလိပြီးတော့အစင်သေးလုပ်ထားလိုက်ပါတယ်အတော်နီလေးတစ်လုံးကိုလည်းအခွန်တင်ပြီးတော့တောက်တောက်ဆင်းထားလိုက်ပါတယ်ပြီးရင်တော့ဟင်းချက်တဲ့ထဲမှာမပါမဖြစ်ကြက်သွန်ဖြူလေးတွေကိုလည်းတောက်တောက်ဆင်းထားပြီးတော့အဆက်အတွက်တော့ငရုတ်ကြီးလေးတွေကိုလည်းကြပြားရိုက်ပြီးတော့တောက်တောက်ဆင်းထားလိုက်ပါတယ်ကချင်ချက်ဆိုတော့အနံလေးမွေးအောင်လို့ရှင်းနံနံနဲ့ပင်သိန်းလေးတွေကိုလည်းတောက်တောက်ဆင်းပြီးတော့အဆင်သင်းလုပ်ထားလိုက်ပါတယ်ကြော်ဖို့အဆင်သင်းဖြစ်ပြီဆိုရင်တော့ဦးထဲမှာစီနှဲငယ်ထည့်ပြီးတော့ဝက်သားလေးကိုအရင်ဆုံး2မိနစ်လောက်ကြော်လိုက်ပါမယ်2မိနစ်လောက်ကြော်လိုက်လို့ဝက်သားလေးတွေတင်းပြီးတော့ကြက်သက်လောက်ဖြစ်ပြီဆိုရင်တော့ခဏကလှီးပြီးတော့အစင်သင်းပြင်ထားတဲ့ကြက်သွန်ဖြူကြက်သွန်ဒီခန်းကျင်သီးနဲ့ငရုတ်သီးသိန်းလေးတွေကိုထည့်ပြီးတော့ကြော်ထားလိုက်ပါမယ်။ရာသီဥတုကမိုးလေးအုံပြီးတော့နည်းနည်းအေးနေတော့ဆက်ဆက်လေးစားလို့ရအောင်လို့ငရုတ်သီးကြမ်းမုံလေးနဲ့ရောင်နေမုံလေးထည့်ပြီးတော့ရှင်စော်ကားသီးရေစိမ်ထားတာလေးတွေကိုရေရောပါရောထည့်လိုက်ပါတယ်။အရသာအတွက်တော့စားခီးဥစီနဲ့အားငယ်မြားလေးထည့်ပြီးတော့ကြော်ထားလိုက်ပါတယ်။အနံလေးမွေးသွားအောင်လို့ခုနကလှီးထားတဲ့ရှမ်းနံနံနဲ့ပင်သိန်းလေးထည့်ပြီးတော့နောက်ဆုံးမှာကြက်သွန်မိတ်လှီးထားတာလေးထည့်ပြီးကြော်ပြီးသွားရင်တော့ကချင်ကျဲဆက်ဆက်လေးရသွားပါပြီ။ခင်းရပြီဆိုရင်တော့ကျွန်တော်မိန်းမစားဖို့အတွက်ထမင်းနဲ့ကျဲဥငွေကြော်လေးတင်ပြီးတော့ဘေးကနေပြီးတော့ကချင်ကြလေးထည့်ပေးလိုက်ပါတယ်